အားလုံးပဲမင်္ဂလာပါရှင်ကျေးဇူးကဘာကတော့အတိအမဲ့ပြုတ်ထားရတဲ့ကဘာကျော်တဲ့မြန်မာပြည်ဖွား9ဦးအကြောင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒါကြောင့်မို့ဆက်လက်ကြည့်ရှုအားပေးကြပါအောင်နော်ဒီပမှာပါကြော်ကြားနေတဲ့သူတွေထဲကရွေးချယ်ထားတဲ့ top 5ကတော့မမီမီအောင်ဖြစ်ပါတယ်။ NASA ကနေအင်္ဂါဂြိုလ်ကိုပထမဦးဆုံးလွှတ်တင်မဲ့ဟယ်လီကော်ပတာစီမံကိန်းမှာဦးဆောင်နေတဲ့အင်ဂျင်နီယာတဦးလည်းဖြစ်ပါတယ်။ငယ်စဉ်ကတည်းကအာကာသသိပ္ပံပညာရပ်ကိုစိတ်ဝင်စားခဲ့ပြီးတော့အမေရိကန်နိုင်ငံမှာလျှက်စစ်အင်ဂျင်နီယာဘာသာရပ်ကိုသင်ယူခဲ့ပါတယ်။2019ခုနှစ်မှာ BBC ကရွေးချယ်တဲ့ကမ္ဘာထိပ်တန်းအမျိုးသမီးအယောက်100မှာပါဝင်ခဲ့တဲ့မြန်မာအမျိုးသမီးဖြစ်ပါတယ်။2020ခုနှစ်မတ်လမှာအင်္ဂါဂြိုလ်ကိုလွှတ်တင်ဖို့ရည်ရွယ်ပြီးတော့ဒေါ်လာ23တန်အကုန်အကျခံပြင်ဆင်နေတဲ့ဟယ်လီကော်ပတာ project ကိုဦးဆောင်နေတဲ့မြန်မာပထမဦးဆုံးအမျိုးသမီးဖြစ်တာကြောင့်အရန်ကိုဂုဏ်ယူဖွယ်ကောင်းလှပါတယ်။သူမရဲ့မိခင်ဟာဆိုရင်လည်းမြန်မာနိုင်ငံမှာသင်္ချာဘာသာရပ်ကိုဒေါက်တာဘွဲ့ရရှိခဲ့တဲ့ပထမဦးဆုံးအမျိုးသမီးဖြစ်ပါတယ်။1968ခုနှစ်မှာမွေးဖွားခဲ့ပြီးအသက်50ဝန်းကျင်ရှိပြီဖြစ်ပေမဲ့ကဘာမှာမြမဂုံကိုဆောင်နေတဲ့ထူးချွန်အမျိုးသမီးတူပဲဖြစ်ပါတယ်။နောက်တဦးကတော့ဒေါက်တာစင်ဒီယာမောင်ပဲဖြစ်ပါတယ်။ဆရာဝန်တယောက်ဖြစ်ပြီးတော့ထိုင်းမြန်မာနယ်စပ်ကအမေတောက်ကလင်းနဲ့မှာစစ်ဘေးဒုက္ခသည်တွေအိမ်ယာမဲ့တွေမြန်မာပြောင်းရွှေ့အလုပ်သမားတွေအတွက်အခမဲ့ကျန်းမာရေးကုသမှုတွေကိုလှုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ငယ်စဉ်ကနိုင်ငံရေးမငြိမ်မသက်ဖြစ်မှုတွေကြောင့်သူတို့ခံစားခဲ့ရတာတွေပေါ်အခြေခံပြီးဒီလိုမျိုးစေတနာလုပ်ငန်းတွေကိုနှစ်ပေါင်း30ကျော်ကြာအောင်ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ကိုကျိုးမကြည့်ပဲအများအကျိုးအတွက်နေဆက်မှာတာဝန်ထမ်းဆောင်နေသူဒေါက်တာစင်ဒီယာမောင်ဟာ1999ခုနှစ်မှာ Jonathan Mann Award 2002ခုနှစ်မှာ Ramon Magsaysay Award 2003ခုနှစ်မှာတော့ Time Magazine ကရွေးချယ်လိုက်တဲ့ Asian Heroes တွေထဲကတစ်ယောက်2013ခုနှစ်မှာ Sydney Peace Prize 2016ခုနှစ်မှာလူသားအချင်းချင်းစာနာထောက်ထားမှုဆိုင်ရာလူစွမ်းကောင်းစု2018ခုနှစ်မှာတော့ UNDP ရဲ့ and Peace Award စတဲ့ဆုတွေအပြင်တခြားဆုပေါင်းများစွာကိုလည်းရရှိခဲ့ပါတယ်။သက်59နှစ်ရှိပြီဖြစ်တဲ့ကရင်အမျိုးသမီးဒေါက်တာစင်ဒီယာမောင်ဟာအခုအချိန်အထိလူထုအကျိုးပြုလုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်လျက်ရှိပါတယ်ရှင်။တတိယမြောက်အနေနဲ့ရွေးချယ်ထားတာကတော့တတိယမြောက်ကမ္ဘာကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ဦးသက်မဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတင်မကပဲအာရှသားတွေထဲမှာပထမဦးဆုံး UN ရဲ့အထွေထွေအတွင်းမှုချုပ်တာဝန်ကိုထမ်းဆောင်နိုင်ခဲ့တဲ့သူဖြစ်ပါတယ်။1962ခုနှစ်ကနေ1982ခုနှစ်အထိ UN ရဲ့အထွေထွေအတွင်းမှုချုပ်တစ်ယောက်အနေနဲ့ဦးတန့်ရဲ့စွမ်းဆောင်ချက်တွေကတော့အများကြီးပါပဲ။ကျူဘာဒုံးပြန်ပြဿနာတောင်အာဖရိကအသားအယောင်ခွဲခြားမှုကိုစန့်ကျင်ရေးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးယီမင်နိုင်ငံအရေးဘာရိန်းအရေးအိန္ဒိယပါကစ္စတန်စစ်ပွဲနဲ့အခြားသောပဋိပက္ခတွေမှာဂျားဝင်စေဆက်ပေးခဲ့ပါတယ်။ဒီလိုမျိုးဂုဏ်ပြုထိုက်တဲ့ပုံကိုဖြစ်တာကြောင့်ပြတိုက်တွေလမ်းတွေကျွန်းတွေကိုဦးသက်အမည်ပေးထားကြပြီးတော့ပြဋ္ဌာန်းစာအုပ်တွေမှာပါထည့်သွင်းဂုဏ်ပြုခဲ့ကြပါတယ်။ UN ရဲ့အထွေထွေအတွင်းရေးမှူးချုပ်မဖြစ်ခင်ကာလတွေကတည်းကမြန်မာနိုင်ငံရဲ့ဝန်ထမ်းကောင်းတစ်ယောက်အနေနဲ့ရပ်တည်ခဲ့သူဖြစ်ပါတယ်။ဦးသက်ဟာဘွဲ့မရပေမဲ့ထိပ်သီးနိုင်ငံတကာအဖွဲ့အစည်းမှာခေါင်းဆောင်နေရာရယူနိုင်ခဲ့တဲ့အရေးအချင်းရှိသူပဲဖြစ်ပါတယ်။1909ခုနှစ်မှာမွေးဖွားခဲ့ပြီးတော့1984ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်။နိုင်ငံရေးမငြိမ်မသက်ဖြစ်မှုတွေကြောင့်ဇာပနနဲ့ပတ်သက်ပြီးတော့ဦးသက်အရေးအခင်းဆိုပြီးဖြစ်ပွားပြီးတဲ့နောက်ဦးသက်ရဲ့ရုပ်အလောင်းဟာရွှေဒဂုံဖျားရဲ့တောင်ဘက်မုံမှာယခုချိန်ထိအေးချမ်းစွာရှိနေသေးပါပဲ။ကဘာကျော်တဲ့မြန်မာလူမျိုးတွေထဲမှာဒုတိယမြောက်အဖြစ်ရွေးချယ်ထားတာကတော့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ဖြစ်ပါတယ်။ဖခင်ဖြစ်သူဗိုလ်ချုပ်အောင်ဆန်းရဲ့ခြေရာကိုနင်းပြီးတိုင်းပြည်နဲ့လူမျိုးရဲ့အကျိုးစီးပွားအတွက်လှုပ်ဆောင်ပေးနေသူဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်ကို1945ခုနှစ်တုန်းကမွေးဖွားခဲ့ပြီးအခုအချိန်မှာဆိုရင်အသက်84နှစ်ရှိပါပြီ။1982ခုနှစ်မှာ Michael Harris နဲ့လက်ထပ်ခဲ့ပြီး Alexander Harris နဲ့ Kim Harris ဆိုတဲ့သား
2ယောက်ထွန်းကားခဲ့ပါတယ်1986ကနေ2010ခုနှစ်အထိတော့နေအိမ်မှာအကျယ်ချုပ်ခံခဲ့ရပါတယ်1991ခုနှစ်မှာကမ္ဘာငြိမ်းချမ်းရေး Nobel ဆုကိုရရှိခဲ့ပြီးတခြားဆုပေါင်းများစွာကိုလည်းရရှိခဲ့ပါသေးတယ်ဒါအပြင် Time Magazine ကဒေါအောင်ဆန်းစုကြည်ကို One of the Children of Gandhi အဖြစ်လဲဖော်ပြခဲ့ပါတယ်မိသားစုနဲ့ခွဲခွာပြီးကိုကြိုးမကြည့်ပဲတိုင်းပြည်နဲ့လူမျိုးအတွက် NLD ကိုဦးဆောင်ပြီးတော့လူအခွင့်အရေးနဲ့ဒီမိုကရေစီဖော်ဆောင်ပေးနေတဲ့နိုင်ငံခေါင်းဆောင်တဦးပဲဖြစ်ပါတယ်ရှင်လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းကတော့ကဘာကတည်တဲ့မြန်မာလူမျိုးတွေထဲမှာ top 1ပါပဲဗိုလ်ချုပ်အောင်ဆန်းအကြောင်းကိုတော့ငယ်စဉ်ကတည်းကပြဋ္ဌာန်းစာအုပ်တွေမှာသင်ခဲ့ရတဲ့အတွက်တော်တော်များများသိပြီးသားဖြစ်ကြမှာပါမြန်မာနိုင်ငံကိုကိုလိုနီလက်အောက်ကလွတ်မြောက်အောင်အဖက်ဖက်ကနေဆွမ်းဆွမ်းတမန်စ조사ခဲ့တဲ့သူတဦးဖြစ်ပါတယ်1915ဖေဖော်ဝါရီလ23ရက်နေ့မှာမွေးဖွားခဲ့ပြီးတော့ငယ်နာမည်ကတော့ထိန်လင်းဖြစ်ပါတယ်ဒေါခင်ချီနဲ့ထိမ်းများလက်ထပ်ခဲ့ပြီးအောင်ဆန်းလေအောင်ဆန်းဦးနဲ့အောင်ဆန်းစုကြည်ဆိုတဲ့သားသမီး3ဦးထွန်းကားခဲ့ပါတယ်။ရန်ကုန်တက္ကသိုလ်ကနေဘွဲရရှိခဲ့ပြီးရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂကိုတည်ထောင်ခဲ့တဲ့ကျောင်းသားခေါင်းဆောင်တဦးလည်းဖြစ်တဲ့အပြင်တခြားမြောက်များလာတဲ့စွမ်းဆောင်မှုတွေကိုပြုလုပ်ပေးခဲ့သူတဦးလည်းဖြစ်ပါတယ်။နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်နေစဉ်1940ခုနှစ်ဇူလိုင်လ19ရက်နေ့မှာပဲမတမာသူတွေရဲ့လှုပ်ကြံမှုကိုခံရပြီးတော့အကြည်စံ73ချက်ထိမှန်ကတည်ဆုံသွားခဲ့ပါတယ်။ဒါပေမဲ့လည်းဗိုလ်ချုပ်အောင်ဆန်းဟာအခုချိန်ထိအားလုံးရဲ့နှလုံးသားထဲမှာဘယ်တော့မှမမေ့နိုင်မဲ့လွတ်လပ်ရေးဖခင်ကြီးအဖြစ်နေရာယူထားစေပါပဲ။ကျိုးကလည်းပဲလွတ်လပ်ရေးရပြီဆိုပြီးတော့ဟင်္ဒရာနယ်ဘက်မှာကျွန်တော်တွေ့ခဲ့။ဘာတွေ့လဲဆိုလို့ရှိရင်လမ်းမပေါ်မှာစီးလှမ်းလွတ်လပ်ရေးရပြီကွာဆိုပြီးတော့လူတကာသွားတဲ့လမ်းမပေါ်မှာထွက်ပြီးတော့စီးရီလှမ်းအဲ့တော့ကဒီလမ်းတော်လမ်းလှုပ်တဲ့လူတွေအတော်ခွာကြ။အဲ့ဒါဟာလွတ်လပ်ရေးမဟုတ်လွတ်လပ်ရေးဆိုတဲ့အဓိပ္ပာယ်ကဘာလဲလွတ်လပ်ရေးဆိုတာဟာကိုတူဦးတယောက်ကောင်းစားဖို့ဖြစ်စေတစ်မျိုးလုံးကောင်းစားဖို့ဖြစ်စေလုပ်တဲ့နေရာမှာတခြားတူဦးတယောက်ရဲ့အကျိုးကိုမထိခိုက်ဘဲနဲ့ဟုတ်လားတခြားလူတွေရဲ့အကျိုးကိုမထိခိုက်ဘဲနဲ့လွတ်လပ်လပ်ကိုတိုးတက်မှုအတွက်လုပ်နိုင်တာလွတ်လပ်ရေးဟုတ်ကဲ့ပါအခုတင်ဆက်ပေးခဲ့တာကတော့ကဘာကတော့အတိမတ်ပြုထားရတဲ့ကဘာကျော်တဲ့မြန်မာပြည်ဖွား9ဦးအကြောင်းတင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်ရှင်တခြားနိုင်ငံတကာနယ်ပယ်မှာနာမည်ကြီးပြီးတော့မှကဘာကျော်နေတဲ့မြန်မာပြည်ဖွားတွေရှိရင်လည်းပဲ comment မှာမျှဝေပေးခဲ့ပါအောင်เนาะနောက်ပြီးတော့ညီမတို့ရဲ့ဒီ top 5 program မှာတင်ဆက်ပေးစီခြင်းတဲ့တခြားအကြောင်းအရာလေးတွေရှိရင်လည်းပဲ comment မှာရေးပေးခဲ့ပါเนาะဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုထပ်ပြီးတော့မှကြည့်ချင်နေဆိုရင်တော့ Gen Z မြန်မာကို Facebook မှာရော YouTube မှာရော follow and subscribe လုပ်ထားပြီးဖို့မမေ့ပါနဲ့เนาะနောက်တစ်ခါရဲ့ top 5 program မှာပို့ပြီးတော့မှစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါမို့လို့ဆက်လက်ကြည့်ရှုအားပေးကြပါအောင်เนาะအားလုံးကျေးဇူးတင်ပါတယ်ရှင်